အခုလိုမိုးတင်မှာကိုချစ်တဲ့သူတွေနေမကောင်းဖြစ်တဲ့အခါမှာပေါ့နော်ကိုချစ်တဲ့သူတွေကိုစံပြုတ်ကလေးကိုအခုလိုလှလှလေးချက်ကျွေးကြအောင်ပေါ့ဗျာနော်ချက်နည်းလေးရလေလွယ်လွယ်ကူကူပဲဗျာနော်ကျွန်တော်တို့အတူတူလိုက်ကြည့်လိုက်ရအောင်ဗျာနော်ဒီရင်တော့ဂမီးပူလေးကိုဖွင့်မယ်ပြီးလို့ရှိရင်ဒေဝလေးတင်ပြီးတော့ကျွန်တော်တို့ကိုလိုချင်တဲ့ဂျီအချိန်စားလေးပေါ့နော်အဲ့ဒါလေးပကံလေးရထည့်ထားတာနေပြီးတော့ကျွန်တော်တို့ဒေဝလေးတော့လောင်းထည့်လိုက်မယ်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ခနောစံပြုတ်ထုပ်လေးကိုဖောက်ပြီးတော့ပေါ့နော်ဂျီလေးတွေကိုထည့်လိုက်မယ်ဗျပြီးရင်ဇိုးလေးနဲ့ပေါ့နော်ညီညီတတလေးမှွေပေးပါဗျာနော်ဖြည်းဖြည်းချင်းဒီမှွေပေးပါဒီခနောကြက်သားမှုန့်လေးတွေဂျီထဲပျော်ဝင်သွားတဲ့အချိန်ကြီးပေါ့နော်ပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ခဏစောင့်ပြီးပါဗျာနော်ပေါ်ပတ်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖုံးလေးကိုဖွင့်ပြီးတော့ပေါ့နော်တခါနည်းနည်းပြန်မှွေပေးမယ်ဗျဆန်စီလေးတွေကြေသွားတဲ့အချိန်ကြီးကိုကျွန်တော်မှွေပေးပြီးတော့ဆန်စီလေးကြေသွားပြီဆိုရင်တော့ဆန်ပြုတ်လေးရသွားပါခင်ဗျာနော်ဆန်ပြုတ်လေးရသွားပြီဆိုလို့ရှိရင်ပေါ့နော်ပကံလေးကိုလောင်းထည့်ပြီးတော့ကျွန်တော်တို့အလှဆင်ပါမယ်ခင်ဗျာမုံညင်းပွင့်လေးတွေပေါ့နော်ဒါလှအောင်လို့ဆိုမုံညင်းပွင့်လေးတွေထည့်မယ်ဗျာနော်မုံညင်းပွင့်လေးတွေထည့်မယ်ပြီးရင်ငုံကင်လေးတွေကိုထချမ်းလေးတွေခွဲပြီးတော့ဘေးကနေထပ်ထည့်ပေးမယ်ဗျာနော်အသေးပုံစံလေးလှီးထားတယ်ပေါ့နော်မုံလာအုပ်နီလေးတွေကိုကျတော့ပကံဘေးမှာအလှဆင်ပေးမယ်ဗျာနော်ဒီရကင်လေးကိုနှစ်ချောင်းထည့်ပါမယ်ဗျာနော်ကြက်ရေကုန်လေးပေါ့နော်ကြက်ရေကုန်ကင်လေးကိုလည်းထည့်မယ်ဗျာပြီးတော့ရင်ငါးရေကုန်ကြော်လေးကိုလည်းထပ်ပြီးတော့ထည့်ပါဦးမယ်ငါးရေကုန်လေးထည့်ပြီးတော့ဆိုရင်တော့အလဲရတာလည်းပြည့်စုံတဲ့စံပြုတ်လေးတစ်ပွဲရသွားပြီပေါ့ဗျာနော်အမြင်လဲလှတယ်စားခြင်းတွေကလည်းကောင်းတယ်ပေါ့ဗျာကိုတငယ်ချင်းတွေလည်းကိုချစ်တဲ့ခင်တဲ့လူတွေကိုအဲ့လိုလေးလှလှပပလေးချက်ကျွေးမယ်ဆိုရင်ပိုပြီးကောင်းမယ်လို့ယူဆပါခင်ဗျာနော်အဆုံးအထိကြည့်ရှုပေးအတွက်အားလုံးကျေးဇူးပါခင်ဗျာ